အားလုံးပဲမင်္ဂလာပါဟက်ဘော်အော် channel ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့အစာအိမ်ကင်ဆာဖြစ်စေတဲ့အကြောင်းရင်းတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်အစာအိမ်ကင်ဆာဆိုတာအခုနောက်ပိုင်းအတော်များများကြားလာရတဲ့ကင်ဆာတစ်မျိုးပါအမျိုးသားရောအမျိုးသမီးမှာပါဖြစ်နိုင်ပြီးအမျိုးသားတွေမှာအဖြစ်များပါတယ်ပြောင်းလဲလာတဲ့နေထိုင်စားသောက်မှုပုံစံတွေကြောင့်အဖြစ်များလာတဲ့ကင်ဆာတစ်မျိုးပါဒီတော့အစာအိမ်ကင်ဆာမဖြစ်စေဖို့တတိထားနိုင်ဖို့ဘာတွေကအစာအိမ်ကင်ဆာဖြစ်စေနိုင်လဲဆိုတာကိုပြောပြပေးသွားပါမယ်ရှင်အစာအိမ်ကင်ဆာဖြစ်စေတဲ့အကြောင်းရင်းတွေကတော့သိပ္ပံပညာရှင်တွေကအစာအိမ်ထဲမှာကင်ဆာဆေးတွေဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့အကြောင်းရင်းကိုတိတိကျကျမဖော်ထုတ်နိုင်သေးပါဘူးဒါပေမဲ့ဘာတွေကအစာအိမ်ကင်ဆာခံစားရနိုင်ခြင်းကိုမြင့်တက်စေတယ်လဲဆိုတာကိုတော့သိရှိထားကြပါတယ်စားချင်ရင်ပြန်ဆန်တက်တဲ့ယောဂရှိနေတာဒီလိုယောဂခံစားနေရသူတွေကအစာအိမ်ကင်ဆာခံစားရနိုင်ခြင်းများသလိုအစာရည်မျိုးပြုံးကင်ဆာခံစားရနိုင်တယ်လည်းမြင်ပါတယ်ဒါကြောင့်စားချင်ရင်ပြန်ဆန်တက်တဲ့ယောဂခံစားနေရမယ်ဆိုရင်ကုသမှုမြန်မြန်ခံယူပါအဝလွန်နာကကင်ဆာဖြစ်စေတဲ့အကြောင်းရင်းတစ်ခုပါအစာအိမ်ကင်ဆာတင်မကပါဘူးအခြားသောကင်ဆာတွေလည်းခံစားရစေနိုင်ပါတယ်ဒါကြောင့်ခန္ဓာကိုယ်ကိုတင့်တဲ့ကိုယ်လေးချိန်ရရှိအောင်ထိန်းသိမ်းပါကြက်တင်ထားတဲ့အစာအစာတွေစားတာကြက်တင်ထားတဲ့အစာအစာတွေစားနေထားတဲ့အစာအစာတွေစားရည်စိမ်ထားတဲ့အစာအစာတွေကအစာအိမ်ကင်ဆာဖြစ်နိုင်ခြေကိုတိုးစေပါတယ်ဒါတွေအစားလက်ဆက်တဲ့အသားငါးတွေကိုပဲစားပြီးဖို့လိုပါတယ်အမြင့်တက်ပါဝင်မှုနည်းတာနေ့စဉ်စားသုံးမှုမှာတတိနဲ့ဟင်းသီးဟင်းရွက်တွေပါဝင်မှုနည်းပြီးအသားတွေအနီရောင်အသားတွေအစားများတာကအမြင့်တက်ပါဝင်မှုနည်းတာကြောင့်အစာချေစနစ်ကျန်းမာရေးကိုထိခိုက်စေပြီးအစာအိမ်ကင်ဆာဖြစ်စေနိုင်ပါတယ်ဆေးလိပ်တောက်တာကအဆုတ်နဲ့အသက်ရှူလမ်းကြောင်းကိုတင်ထိခိုက်စေတာမဟုတ်ပါဘူးအစာအိမ်ကင်ဆာလည်းဖြစ်စေနိုင်ပါတယ်တဆင့်ကန်ဆေးလိပ်ငွေ့ရှူမိတာကလည်းအစာအိမ်ကင်ဆာဖြစ်စေနိုင်တာကြောင့်တတိထားစီချင်ပါတယ်အစာအိမ်အသားပိုအစာအိမ်မှာဒါမှမဟုတ်အစာချေစနစ်ရဲ့နေရာတစ်ခုခုမှာအသားပိုအဖုချိန်လေးတွေတွေ့ရမယ်ဆိုရင်အမြန်ဆုံးစစ်ဆေးကုသမှုခံယူပါဒါတွေကိုမစစ်ဆေးဘူးဆိုရင်အစာအိမ်ကင်ဆာဖြစ်တာမျိုးအထိပြင်းထန်တဲ့အကျိုးဆက်ကိုခံစားရစေနိုင်ပါတယ်ဒါတွေအပြင်အသက်50နဲ့အထက်ဖြစ်နေတာအမျိုးသားဖြစ်နေတာမျိုးရိုးရှိတာအယ်ကိုဟောတောက်တုံးတာတေချာသိမ်းဆည်းထားတာမဟုတ်တဲ့အစာအစာတွေစားတာတေချာကျက်အောင်ချမထားတဲ့အစာအစာတွေကိုစားတာဓာတုပစ္စည်းတွေနဲ့ထိတွေ့မှုများတာတွေးအမျိုးစားအေးပိုင်ရှင်ဖြစ်နေတာတွေးကင်ဆာတစ်မျိုးမျိုးခံစားရပူတာကြောင်မီးတွေထုတ်လုပ်တဲ့လုပ်ငန်းခွင်လိုနေရာမျိုးမှာလုတ်ကင်တာတွေကအစာအိမ်ကင်ဆာခံစားရနိုင်ခြေကိုမြင့်တက်စေပါဒီချက်တွေရှိတာနဲ့ကင်ဆာဖြစ်မဲ့လို့ပြောတာမဟုတ်ပါဘူးဒါပေမဲ့အချက်တွေတော်တော်များများကိုက်နေနေရင်တော့ဖြစ်နိုင်ခြင်းများတာကိုတတိပြုဖို့လိုပါတယ်ကဲဆင်ကျင်လို့ရတဲ့အလေးထားလေးတွေကိုဆင်ကျင်လို့အစာအိမ်ကင်ဆာခံစားရနိုင်ခြေကိုအခုကစပြီးရှုတ်ချလိုက်အောင်ပါနော်ဒီနေ့မှာတင်ဆက်ပေးသွားတာကတော့အစာအိမ်ကင်ဆာဖြစ်စေတဲ့အကြောင်းရင်းတွေပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကတစ်အတွက်အကျိုးရှိမယ်ဆိုရင် like and share လေးလုပ်ပြီးဖို့တောင်းဆိုပါတယ်ရှင်